အဲ့တော့မှမြမာကြီးကနေပြီးသူ့တငယ်ချင်းဆက်ပဲဟဲ့ဒါလို့စီမင်းစီတန်းတင်မိုက်ပါလားဖယားရှင်ကိုတော်မြတ်ကြီးရှင်မင်းကတော့မင်းကိုမင်းတော့ဖယားတဆူကူတလုံးလုံနေတယ်မင်းအမြတ်ဆုံးတရားထင်းနေတာမင်းသိရင်နောက်9ရက်ကြာမင်းအပေကြတော့မငရဲခါရတော့မယ်မင်းသေးတော့မယ်အလင်းများမင်းဖယားရှိသွားပြီတော့မြန်သွားမင်း9ရက်ကြာမင်းသေးတော့မင်းကံကုန်တော့မယ်သေတော့မယ်လို့ဒီလိုပြောလိုက်တာမှန်ပါဗျာအဲ့လိုပြောတာတကကြီးအဲ့ဒီလိုပြောလိုက်တော့တခါတည်းကိုကြောက်လန့်ပြီးတော့အဲ့ဓာလုစီတခါတည်းပြင်ချက်ကြီးပတ်ပြီးတော့ဘုရားရှိပြေးတာမှန်ပါပြေးတော့အဲ့တော့တခါတည်းကိုမောပန်ပြီးတခါတည်းမချိမစမောဆိုတော့သေရမှကြောက်ပြီးလေဟိုကမင်း9ရက်ကြာသေတော့မယ်ဆိုတော့မနာမနေဘုရားရှိပြေးရတာမှန်ပါမရရှိပြီးတော့9ရက်လက်သိရောတကအစောကြီးရောက်သွားမှန်ပါဘုရားကလည်းဆုံးခံထွက်မှန်ပါဒီကလည်းမချိမစတခါတည်းပြေးတာဘုရားပြီးအောင်လို့ဘုရားဆုံးခံထွက်လာတဲ့အချိန်ခါကျတော့ဘုရားကကြည့်တော့ဩဒါကတော့ဒါလို့ဆိုဒီကနေ့တော့သူကံကုန်တော့မှာပါလားဆိုတော့ဘုရားသိမှန်ပါဗျာအဲ့တော့ဘုရားရှေ့ကနေပြီးသွားပြီးဝတ်ချပြီးတော့မှန်လားပါဘုရားဘုရားတပည့်တော်ဒီမဲ့တရားတပုတ်ဟောပါဘုရားဘုရားကဆင်ញင်ကြည့်တယ်ဩအခုချိန်ဟောလိုက်လို့ရှိရင်ငါဟောလိုက်တဲ့တရားကိုနားမဝယ်မချိမစဝေဒနာတွေခံစားနေရမချိမစခံစားနေတဲ့အမောဝေဒနာတွေဟိုကကဆုံပြစ်ပြေးလာတဲ့ဝေဒနာတွေငါခုနေဟောလို့ရှိရင်ငါတရားမဝင်သေးဘူးငါတရားမဝင်သေးတော့အဲ့တော့မောဟဲ့ငါဆုံးငါသွားရအောင်မယ်ဒါလို့စီတခါသွားအဲ့ရှေ့ကြတခါတည်းနည်းနည်းလေးအမောပြေလောက်ခါနေတခါတည်းပြန်လျှောက်ပြန်ဟာငါဆုံးငါသွားရအောင်မယ်ဒါလို့စီအမောကမပြေသေးဘူးအမောမပြေတော့အမောတခါတည်းဘုရားကဒီလိုအမောမပြေသေးဘူးနဲ့တခါနှစ်ခါလျှောက်လဲသွားရှေ့ကြတော့အမောလည်းပြေသွားတယ်မှန်ပါဗျာဆင်းရင်နဲ့ဒါလို့စီအေးအခုနေမြတ်စွာဘုရားညို့တဲ့ဝင်ပြီးဆုံးခါသွားဒီချိန်မြတ်ငါတရားလို့ရှိခက်တာပဲအလင်းအမြတ်ရှိကနေပိတ်တယ်ပြီးတော့မှန်လားပါဗျာတပည့်တော့ရှောက်ပြရစီဗျာအရှင်ဘုရားညာမြို့တွင်းနဲ့ဆုံးခါဝင်သွားပြီဆိုတပည့်တော်သေးနေလို့ရှိရင်အရှင်ဘုရားတရားမနာလည်းရပဲနေပါလိမ့်မယ်ဗျာအရှင်ဘုရားတပည့်တော်ဆွဆုံးမဩဝါဒပေးပါဗျာတရားဟောပါဗျာတပည့်တော်ဒီချိန်ဒီကြားထဲပြက်သွားရင်ဘယ်နဲ့လုံးမလဲဗျာဒါလူစီကလည်းဟောပြမကြီးကပြောလဲလို့သိတယ်ပြီးတော့အဲ့တော့ဟိုကနေပြီးတော့တပုတ်တကာထာကိုအတိတ်ကံကြည့်ပြီးတော့သမာဓိအခြေခံကအတိတ်ကသမာဓိကအဲ့သိကောင်းလာတော့အသေးခံကျင့်လာတဲ့တရားဝိပဿနာအသေးခံကျင့်လာတဲ့တရားသစ္စာ၄ပါးတော့မရတာအဲ့ဒီလိုအသေးခံကျင့်ပြီးတော့တခါတည်းလာတော့မြတ်စွာဘုရားကနေပြီးအတိတ်ကံကျင့်လိုက်တယ်အတိတ်ကသမာဓိအရှိန်နဲ့ထိုးထွင်းပြီးသိရအောင်ဟာကိုဘုရားကတကား6ပေါင်းအာယုံ5အာယုံ6တဲ့ပါဠိလို့ပြောလိုက်တယ်ဒိဋ္ဌိမတ္တာကြာကမတ္တာနာငါမတ္တာသာကမတ္တာထိကမတ္တာသိကမတ္တာမြင်တဲ့သဘောတရားပဲမြင်တဲ့သဘောကြားတဲ့သဘောနားတဲ့သဘောစားတဲ့သဘောထိတဲ့သဘောသိတဲ့သဘောယိုတဲ့သဘောပေါက်တဲ့သဘောဒီဟာပဲရှိတယ်ဟဲ့ဆိုတော့ရဟန္တာကြီးဖြစ်သွားမှန်ပါဗျာရဟန္တာကြီးဖြစ်သွားတော့အဲ့တော့ဘုရားတပည့်တော်ဘုရားသင်္ကန်းပေးဝတ်ပေးပါဗျာဆိုတော့အတိတ်ကံကျင့်လိုက်တော့သင်္ကန်းမလှူခဲ့ဘူးမလူခဲ့တော့အဲ့တော့မင်းငါဝတ်ပေးမယ်သင်္ကန်းသွားရှာသေတော့မယ်ဆိုတာသိတယ်အဲ့တကာကြီးဘာဖြစ်ဆိုလားသေတာပဲတကာတည်းဒါလို့သိလေသေတာပဲတကာကြီးရက်ကသိနေပြီလေအဲ့တချို့ပြောတယ်ယဟန္တာဖြစ်လို့ရှိရင်လူဝဲနဲ့ဒီမှာ9ရက်ပဲနေရတယ်ဆိုတော့ဥစ္စာကာကုံမသေတယ်ကာမကုံပဲတော့မှမသိဘူးမှန်ပါဗျာပိတ်ဖြူကြီးဝင့်နေပဲသင်္ကန်းပေါ်ဗျစိတ်ပေါ်ဗျစိတ်တစ်လုံးနဲ့ဒီဟာကြီးကဝင့်ထားတဲ့ဥစ္စာအဲ့တော့ပိတ်ကြီးကိုသိုးထားတယ်မဟုတ်လားမှန်ပါဗျာစိတ်ကနေပြီးငါသင်္ကန်းရလို့သတ်မှလိုက်သင်္ကန်းပေါ်ဗျမှန်ပါဗျာနော်9ရက်ကြာမှသေမယ်လူဘဝနဲ့သေလို့ရှိရင်ဒါသုတ်တော်ရဏသေပါလားမှန်ပါသူကံကုန်သေးတာပဲအဲ့ဒါအယူအဆတွေကသဘောဟာတကားကြီးစာနဲ့သွားယူဆလိုက်တော့မခက်ဘူးလားခက်ပါလေဗျာ9ရက်ကြာသေမယ်လို့ဆိုရဟန္တာများဒကမာကြီးတွေလည်းရဟန္တာဖြစ်လို့ရှိရင်9ရက်ကြာသေမယ်ဆိုတော့သူ့စိတ်ကိုကတည်းကရဟန္တာစိတ်ငါပိတ်ဖြူဝတ်ထားပြီးတဲ့ဒကာကြီးသင်္ကားမယ်လို့ထင်းနေရင်သေပါမလားမသေပါဘူးဗျာစိတ်ပဲစိတ်လို့ဒီစိတ်ပြောင်းတာနော်မှန်ပါအဲ့ဒီတော့ဒါသဘောတင်ပြတာ